Skiko です。Skiko チャンネルからようこそ。ဆိုမှတော့မဲ့အန်တိုခန်းကြီးလေးရဲ့ဒီ sick ပဲဖြစ်ပါတယ်။ဒီ sick ရဲ့ပထမဆုံးခန်းကြီးလေးကတော့ဒါပဲဖြစ်ပါတယ်။ဒါကတော့အရှိမနောက်ကြရင်ကြက်ကမယ်ဆိုတော့ခန်းကြီးလေးပေါ့နော်။ဂျိုးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။ Okay ဒါဘယ်လိုမှမလဲဆိုတော့ရှော့ခုတိုဆိုရင်ထမင်းစားခန်းပေါ့နော်ထမင်းစားခန်းဆိုပြီးတော့အဖိုးမထဲချက်ခဲ့တယ်စားတော့ခန်းစားတော့အဲ့လိုစားတော့တဲ့နေရာဆိုပြီးချက်ခဲ့ရပေါ့နော်အဲ့ဒါကိုအောက်ကဒီမြေကြီးပုံစံလေးကိုဖြုတ်ပြီးတော့ဒီခန်းကြီးလေးကကြတော့ close ဆိုတဲ့ခန်းကြီးလေးပဲဖြစ်တယ်အဲ့မှာမဟုတ်ဘဲနဲ့ဒီအပေါ်လေးမှာတစ်ချောင်းဆက်လာတစ်ချောင်းကိုဖက်လိုက်မယ်ဆိုရင်အနေလို့ကြည့်တဲ့ခန်းကြီးရဲ့အနောက်ကပုံစံလေးနဲ့တူသွားပြီပေါ့နော်ဒါတော့တက်ပြပြမမှတ်ထားလိုက်ရတယ်ပေါ့နော် Okay ဆိုတော့ဒီရှော့ခုဒိုဆိုတဲ့ခန်းကြီးလေးရလာတယ်ဒိုးဆိုတဲ့ခန်းကြီးလေးကိုအောက်ကနေပြီးတော့မြေကြီးဆိုတဲ့ခန်းကြီးလေးကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးတော့အဝိစာဆိုတဲ့ radical လေးကိုကတ်လိုက်မယ်ဆိုရင်ဒီခန်းကြီးလေးဂျိုးဆိုတဲ့ခန်းကြီးလေးကိုရရှိပါတယ်ဆိုတော့သူ့ရဲ့ခန်းကြီးရဲ့အတန်ထွက်မဟုတ်ဘဲနဲ့ဘယ်လိုကြရမလဲဆိုတော့ဒီစားတောက်တယ်လို့ပြောမယ်ပေါ့နော်စားတောက်တာနဲ့အဝိအထည်ကနေ့စဉ်ဘဝမှာအမြဲတမ်းလိုအပ်နေတဲ့အရာတွေပဲလို့ပြောမှတ်လို့ရပါတယ်ဆိုတော့အုံရမီတန်ကတော့ဂျိုးပဲဖြစ်ပြီးတော့ခွန်ရမီတန်ကတော့စနက်ဆိုတဲ့ခန်းကြီးပဲဖြစ်ပါတယ် Okay ဆိုတော့သူ့ရဲ့ meaning နေမှာဆိုရင်စနက်နီးဆိုရင်အမြဲတမ်းဆိုပြီးတော့ပြလို့မှတ်လို့ရတယ်နောက်တစ်ခုကနီချီဂျိုးဆိုရင်နေ့စဉ်နေ့တိုင်းဆိုပြီးတော့မှတ်လို့ရပါတယ်နီချီဂျိုးဆိုနေ့စဉ်ဘဝပေါ့နော်နေ့စဉ်ဘဝဆိုပြီးမှတ်လို့ရတယ်နောက်ဆုံးတစ်ခုကကျတော့ Joshki ဆိုတဲ့ပင်ကိုအသိစိတ်ပင်ကိုသိဉာဏ်အဲ့လိုမျိုးအနေနဲ့မှတ်လို့ရပါတယ် Ski ကဘယ်လာလဲဆိုရင် Ishki ဆိုတဲ့အသိဉာဏ်ဆိုတဲ့ခန်းကြီးကနေလာပါတယ် Okay နောက်တစ်ခန်းကြီးလေးစလုံးကတော့ဒါပဲဖြစ်ပါတယ်ဒါကတော့အစိပ်ပိုင်း၃မျိုးလို့ခွဲလိုက်တယ်ပေါ့နော်ပထမဆုံးအပေါ်တစ်ပိုင်းရဲ့ဒီခလေတစ်ပိုင်းရဲ့အောက်တစ်ပိုင်းရဲ့ဆိုဖြစ်ပါတယ်အပေါ်တစ်ပိုင်းကကျတော့ဒီ crown လေးနဲ့ကို crown ကိုပြောင်းမြဲလှန်ထားတဲ့ပုံစံပေါ့နော်ဒါကလည်း radical crown ဆိုပြီးတိတ်ပဲရတဲ့ radical လေးပဲဖြစ်ပါတယ်ဆိုတော့ crown ရဲ့ဆိုတော့တရဖူပေါ့နော်တရဖူနှစ်ထပ်ကွင်းဆောင်ရဖို့ဒါကကြောင့်မတာဆိုရင်နောက်တစ်ကြိမ်ဆိုရခန်းကြီးမတာဆိုရနောက်တစ်ကြိမ်ဆိုရခန်းကြီး Okay နော်ဆိုတော့တူဟာကဒီလိုလေးဖြတ်ထားရပေါ့နော် food ဆိုတဲ့ကာတာခနာလေးကိုဒီမှာတစ်ချောင်းလေးဖြတ်ထားရဲဆိုရင်မတာဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့တရဖူကိုနှစ်ထပ်ကွင်းနောက်တစ်ချိန်ဆောင်းနိုင်မှုဆိုရင်ဆောင်းမှုပွဲကိုကောင်းဖြေရမယ်ဆိုပြီးတော့မှတ်လို့ရပါတယ်ဒီခန်းကြီးလေးမှာဆိုရင်အုံယမီတန်ကတော့ဂျူပဲဖြစ်ပြီးတော့ခွန်ယမီတန်ဥခဲရုဆိုပဲဖြစ်ပါတယ် Okay ဆိုတော့သူ့ရဲ့ email မှာဆိုရင်ဂျူကန်ဆိုရင်ဆောင်းမှုပွဲဆောင်းမွေးဖြည့်ဆိုရဲလိုမျိုးပေါ့နော် okay လို့ဆိုရင်ဆောင်းမွေးလက်ခံဖြည့်ဆိုရဲ test ကို okay လို့ဆိုရင် test ကိုဖြည့်ဆိုရဲဆိုပြီးတော့ပြောလို့ရပါတယ် okay နောက်တစ်ခန်းကြီးလေးတစ်လုံးကတော့ဒါပဲဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ဒီဟာလေးပေါ့နော်ဒီမှာဆိုရင်ဒီ e ခတာခနာ e လေးနဲ့တူရင် person ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်အဲ့မို့ပဲအရှိရဟာကိုပြန်နှွေးပြမယ်ဆိုရင်အပေါ်မှာနောက်တစ်ချောင်းထည့်လိုက်မယ်ဆိုရင် step ဆိုရင်ခြေလမ်းလမ်းနဲ့ဆိုရင်ခန်းကြီး radical လေးပေါ့နော်ဆိုတော့ဒီ e နဲ့တူတဲ့ radical လေးက person ဆိုပြီးတော့ရှင်းပြီးတော့ဒီဟာကြတော့ခန်းကြီးလေးရှင်း radical လေးရှင်းပေါ့နော်အပေါင်းပုံစံလေးကိုဒီလိုပေးလေးဆောင်းပြီးထည့်ထားရင် measurement ဆိုတဲ့တိုင်းတာမှုဆိုတဲ့အနေနဲ့သုံးလို့ရပါတယ်လူတစ်ယောက်ကတိုင်းတာနေတယ်ဘယ်မှာတိုင်းတာနေလဲဆိုတော့ okay scale ဆိုတဲ့ edge counter ရဲ့ footing ဆိုတဲ့အနီးတစ်ဝိုက်မှာတိုင်းတာနေတယ်ဆိုပြီးတော့အမှတ်သားလို့ရပါတယ် edge counter ရဲ့အနီးတစ်ဝိုက်မှာလူတစ်ယောက်ကတိုင်းတာနေတယ်လို့အမှတ်သားလို့ရပါတယ်ဆိုတော့သူ့ရဲ့အုံယမီတာ4ဖြစ်ပြီးတော့ခွန်ယမီတာ scale တို့ဒါမှမဟုတ် scoot ဆိုတဲ့အနေနဲ့ရှိပါတယ် Okay ဒီမှာဆိုရင်နာညီ ski ဆိုရင်အရှိမတစ်ခုပေါ့နော်နောက်တစ်ခုနဲ့တွဲကပ်ပါနေတယ်ဆိုပြီးတော့သွားပါမယ်ဆိုတော့သူ့ရဲ့ဥမာလေးပြပြရရင် beruto ski no dress အဲ့လိုမျိုးဆိုရင်ဟို dress ပဲဒီ bear ပေါ့နော်ခပတ်ပါတဲ့ dress လို့ပြောလို့ရတယ်ခပတ်သွဲပါနေတဲ့ dress လို့ပြောလို့ရပါတယ်ဆိုတော့ okay scale ဆိုရင် edge ကောင်းတာ okay လို့ဆိုရင်စောစောကလက်ခံပြဆိုသည် scale ဆိုရင်ဒီအခုကြံနေတဲ့ခန်းကြီးလေးပေါ့နော် okay scale ဆိုရင် edge ကောင်းတာဆိုပြီးတော့မှတ်သားလို့ရပါတယ် okay နောက်ထပ် meaning မှာဆိုရင် footing ဆိုတဲ့အနီးတစ်ဝိုက်ပေါ့နော်ဒီအနီးတစ်ဝိုက်ဆိုတဲ့တခုခုအနီးတစ်ဝိုက်ဆိုပြီးတော့မှတ်သားလို့ရပါတယ်အနီးတစ်ဝိုက်ဆိုတဲ့ခန်းကြီးဖြစ်ပါတယ် footing ကင်းကကြတော့ချိခိုင်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့နှစ်ခုပေါင်းလိုက်မယ်ဆိုရင် footing ဆိုရင်အနီးတစ်ဝိုက်ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ် okay ဆိုတော့နောက်တစ်ခုကကြတော့ he ဆိုတဲ့ရက်ကဒီမှာဆိုရင် schedule ဆိုတဲ့တွဲကပ်ပါတယ်သက်စင်နေဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့လိုနှစ်ခုပေါင်းလိုက်မယ်ဆိုရင် his schedule ဆိုတဲ့အဓိပ္ပာယ်ကကြတော့နေ့ဆိုရဲနေ့ရက်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့
ဒါပဲဖြစ်ပါတယ် scope ဆိုတဲ့ခန်းကြီးကကြတော့ဂျီတိုးရှိဖြစ်ပြီးတော့ schedule ဆိုတာကြတော့တာတိုးရှိပဲဖြစ်ပါတယ် scope ဆိုတာကြတော့တက်စင်တယောက်မရှိဘဲနဲ့တက်တူတက်စင်ထားတဲ့အရာပေါ့နော်ဂျီတိုးရှိပေါ့နော်ဆိုတော့တာတိုးရှိဖြစ်တဲ့အတွက်ကြောင့်မလို့လူတယောက်တက်စင်ထားရဲဆိုပြီးတော့ဖြစ်ပါတယ် okay ဆိုတော့တို့တွေကို example နည်းနဲ့ပြပြရရင်ပထမဆုံး school အတွက်ဆိုရင်နီဖူတာကထိုရာခုနီစွိတေးတို့နီဖူတာဆိုတဲ့အဓိပ္ပာယ်က level ပေါ့နော် level လေးကဒီ truck ဆိုတဲ့ truck ကားလေးမှာတွားပြီးတော့ကတ်ထားရပေါ့နော်တွားပြီးတော့မှုံဒီတိုင်းကတ်ထားတာကိုလူတယောက်မြင်လိုက်တဲ့အဲ့ချိန်မှာသုံးပါတယ်ဆိုတော့နီဖူတာကထိုရာခုနီစွိတေးဤတို့ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်ထပ်သူရဲ့ schedule ပေါ့နော် schedule ရဲ့ example ပေးရမယ့်စကားလုံးလေးကကြတော့စကားလုံးဆိုတဲ့အစာကြောင်းလေးပေါ့နော်အနီဝတက်ကိုနီအီတိုစကေတာအကိုကတက်ကိုဆိုတာကြတော့စုံမဖြစ်ပါတယ်စုံမှာအီတိုဆိုတာကြတော့အချီစုံလို့တဲ့အချီပေါ့နော်စုံလို့တဲ့အချီကိုစကေတာဆိုရင်တက်ဆင်ထားပါတယ်ဆိုပြီးတော့မှတ်လို့ရပါတယ်ဒီခန်းကြီးလေးတိတ်ပဲတက်ဆင်တာထုတ်လည်းမဟုတ်ပါတခြားဟာတွေလည်းအများကြီးရှိသေးတယ်လို့မှတ်ထားရပါမယ်ဆိုတော့သုံးလုံးပြီးသားတဲ့ကြောင့်မလို့အစားကနေပြီးတော့အပွဲကတောက်သွားလိုက်ကြပါမယ်ရှော့ခုတိုဆိုတဲ့အခန်းကြီးလေးနဲ့တူပါတယ်ဖြစ်တဲ့ကြောင့်မလို့အစားအသောက်နဲ့အဝတ်ထည်ဒီ radical အဝတ်ထည်ဖြစ်တဲ့ကြောင့်မလို့အစားအသောက်နဲ့အဝတ်ထည်ကနီချီကျိုးနေ့စဉ်နေ့တိုင်းမှာအမြဲတမ်းလိုအပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်ဆိုပြီးတော့မလွယ်ရပါတယ်သူ့ရဲ့အတန်ထွက်ကတော့စွတ်နဲ့တောင်းမော်ဂျိုးဆိုတဲ့အတန်ထွက်ပဲရှိပါတယ်အတန်ထွက်ရှိရပေါ့နော်โอเคနောက်ထပ်ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ဥခဲတို့ဆောင်းမွေးလက်ခံဖြစ်ဆိုသည်တောင်းမော်နဲ့ကျူးဆိုတဲ့ဂျကန်ဆိုတဲ့ဆောင်းမွေးရနေလာတဲ့အခန်းကြီးပဲဖြစ်ပါတယ်therefore နှစ်ထပ်စဉ်ကိုနောက်တစ်ကြိမ်ထပ်ပြီးတော့ရဖို့အတွက်ဆိုရင်ဆောင်းမွေးပွဲကိုလက်ခံဖြစ်ဆိုရမယ်ဆိုတဲ့အနေနဲ့မှတ်သားလို့ရပါတယ်โอเคနောက်ထပ်အခန်းကြီးလေးတစ်လုံးကတော့ဒါပဲဖြစ်ပါတယ်ဒါကကြတော့လူတစ်ယောက်ကmeasurement အပေါင်းလေးနဲ့တိုင်းတာနေရပေါ့နော်လူတစ်ယောက်ကတိုင်းတာနေတယ် okay scale ဆိုတဲ့အဲ့ဂျိုကောင်နာရဲ့ fucking ဆိုတဲ့အနီးတစ်ဝိုက်မှာတိုင်းတာနေတယ်ဆိုပြီးတော့မှတ်သားလို့ရပါတယ်ဆိုတော့သူ့မှာဆိုရင် okay scale ဆိုတဲ့ edge counter ရဲ့ fucking ဆိုတဲ့အနီးတစ်ဝိုက်ရဲ့ဆိုပြီးတော့ on ရောမီဆိုရင် full ဖြစ်ပြီးတော့ခွန်ရောမီဆိုရင် scale တို့တောင်မှ school ဆိုတဲ့အနေနဲ့ရှိပါတယ် 今日はここまでです。またね。